အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဘောလုံးပွဲတွေကိုမရှောင်အောင်ဘယ်လိုလောင်းအောင်လဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဘောလုံးပွဲလောင်းနေဆိုတာကလည်းလောင်းကစားဖြစ်တာမဟုတ်လို့နိုင်ရှိတယ်လို့အရှုံးလည်းရှိပါတယ်လုံးဝမရှောင်အောင်ကစားလို့မရပါဘူးအရှုံးနေပြီးတော့အနိုင်မြောက်အောင်တော့ကစားလို့ရပါတယ်ဒီစံထရစ်နံပါတ်1လောဘမကြည့်ပါနဲ့များသောအားဖြင့်မောင်းတွဲကစားတတ်တဲ့သူများအထူးသတိထားပါအတက်တွေမှစားတွေမှတ်ပြီးတော့အသင်းတွေအများကြီးမောင်းတွဲကစားတာမျိုးရှောင်ပါအပိုင်ဆုံးနဲ့အဖြစ်နိုင်ဆုံးအသင်းကိုရွေးချယ်ပြီးလောင်းဖို့အကြံပေးပါတယ်နံပါတ်2အသင်းကြီးတွေကပဲအမြဲနိုင်လိမ့်မယ်လို့လုံးဝမထင်ပါနဲ့အသင်းရဲ့အခြေအနေဆရာရဲ့အခြေအနေကြေးရဲ့အခြေအနေကိုကြည့်ပြီးမှလောင်းဖို့အကြံပေးပါတယ်ဒါတွေကတော့ဘောလုံးပွဲလုံးတဲ့နေရာမှာတည်ထားမယ်အခြေခံချက်လေးတွေဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေ